ပြမပြေကိုလာနိုင်တဲ့တကိုးကြီးတဲ့တမနာပြမနာဆိုလောကမှာမရှိဘူးလူတွေဟာဘလောက်တကိုးကြီးငါတို့စီရောက်အောင်မလာနိုင်ပါဘူးဆိုဒီယူဆသူကယူဆအဲ့တော့တရက်မှသူကအဲ့ဒါကိုသူ့ယူဆကိုဆွဲဆွဲမြဲမြဲနဲ့လူတွေကဘသူမှတကိုးရှင်နဲ့ပြောနေတဲ့တမနာပြမနာတွေပြမပြေတောင်ရောက်အောင်မလာနိုင်ပါဘူးဘသူမှရောက်အောင်မလာနိုင်ဘူးပြမပြေဟာအလွန်ဝေးလံတယ်ပေါ့သူတို့စီကိုမလာနိုင်ဘူးလို့ဆိုတဲ့အယူဆကိုပြောပြနေတဲ့အခါမြတ်စွာဘုရားကကြားလိုက်တယ်ကြားလိုက်တာနဲ့မြတ်စွာဘုရားရုပ်ကြီးစေတော်အကြောင်းတော်မှာကွယ်ပြောက်ပြီးတော့အဲ့ပြမရဲ့ရှေ့သူ့ရဲ့ကောင်းကင်ယံကနေပြီးတော့မြတ်စွာဘုရားတေဇောဓကတိုင်းကိုဝင်စားပြီးတေဇောကတိုင်းဝင်စားပြီးအလွန်ကိုသူ့တဲ့လွန်စွာတောက်ပတဲ့အလင်းရောင်နေနဲ့ဖန်ဆင်းပြီးတော့သူ့ရဲ့ကောင်းကင်ယံကနေမြတ်စွာဘုရားတင်မြင်ခွေးထိုင်နေလိုက်တယ်။ဘာကနေဆိုပေါ်လာသူတော်မျက်စိကျိန်းသွားလောက်အောင်အယောင်ကတောက်ပတ်အဲ့ဒါလိုတောက်ပတဲ့အလင်းရောင်နဲ့ဖန်ဆင်းပြီးမြတ်စွာဘုရားပြမပြေကိုကြွလိုက်တယ်။အဲ့ဒါလိုကြွလိုက်တဲ့အချိန်မှာရှင်မမောဂလန်ကဒိဗ္ဗစကုနဲ့ကြည့်တယ်ဖះဘယ်ကြွသွားလဲဆိုဘယ်ကြွသွားလဲဆိုအော်ပြမပြေကြွသွားတာဆိုတာမြင်လိုက်တယ်သူဒိဗ္ဗစကုနဲ့မြင်တာနဲ့သူကလည်းပဲချက်ချင်းရှင်မောဂလန်ကဖះနောက်ကလေးလိုက်သွားတယ်သူတို့ကလည်းအမြဲတမ်းကြည့်နေတဲ့သဘောပေါ့ဖះနောက်ကနေလိုက်သွားပြီးဖះတဲ့နည်းနည်းနှိမ့်တဲ့နေရာအရှိမျက်နှာကနေပြီးတော့မြတ်စွာဘုရားရဲ့အရှိမျက်နှာဘက်မှာဖះတဲ့နှိမ့်တဲ့နေရာကကောင်းကင်ယံမှာတကိုးနဲ့ဖန်ဆင်းပြီးတော့ခုနတောက်ပတဲ့အယောင်တွေတေဇောဓာတ်နဲ့ဝင်စားပြီးတော့တကိုယ်လုံးဟာတောက်ပထိန်ဝါနေတဲ့အလင်းရောင်ကြီးဖြန့်ကျက်ပြီးတော့အဲ့မှာတင်မြင်ခွေးထိုင်နေတယ်အဲ့ဒါလို့ရှင်မောဂလန်လည်းရောက်သွားရောနောက်ထပ်ကရှင်မာကတ္တဗကလည်းတွေး